အခုတင်ပြမှာကတော့ပညာပေးဇလန်းတစ်ပုဒ်ပါအဆုံးထိနားထောင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဇလန်းအမီအမောင်ထဲမှာပွင့်တဲ့ပန်းဇက်အဖွင့်မိုးကောင်းကင်ထက်ကလာမင်းထက်မြက်ဆိုတာမြို့ပေါ်ကနာမည်ကြီးလုပ်ငန်းရှင်ကြီးတူရဲ့သားသူ့ဘဝကတငွေကြီးတွေကြားမှာအမြဲတမ်းဆရာကြီးပဲတန်ဖိုးကြီးကားတွေကိုဝါသနာအရာလဲစည်းတယ်ညတိုင်းပါတီပွဲတွေမှာပတ်စံကိုရေလိုသုံးတယ်သူ့ရဲ့အပြောအဆိုတွေကပတ်စံရှိရင်ဘာမဆိုထစ်တယ်ဆိုတဲ့မန်မာနတွေနဲ့ပြည့်ညှိတတ်တယ်သူတစ်ပါးရဲ့အောက်ခြေဘဝတွေကိုလှောင်ပြုံးတတ်တဲ့လူငယ်တယောက်ပေါ့မထင်မှတ်ထားတဲ့မုံတိုင်းကြီးဝင်လာခဲ့တယ်ဒီနေ့မှာတော့ကံကြမ္မာကမျက်နှာလွှဲသွားပါတယ်ဖခင်ဖြစ်သူရဲ့လုပ်ငန်းတွေဟာလူတဦးရဲ့ယုံကြည်မှုကိုအလွဲသုံးစားခံရပြီးအကျွေးနွမ်းထဲနွတ်သွားပါတယ်အိမ်ကားပိုင်ဆိုင်မှုအားလုံးကိုဘဏ်ကသိမ်းယူလိုက်တဲ့အခါထက်မြက်ရဲ့လက်ထဲမှာဘာမှမကျန်တော့ဘူးသူအကူကြီးတောင်းဖို့ဖုံးဆက်တဲ့အခါအရင်ကအကိုကြီးညီလေးဆိုပြီးဝိုင်းဝိုင်းလဲနေတဲ့တငယ်ချင်းတွေဟာအလုတ်ရှုပ်နေလို့ခရီးသွားနေလို့ဆိုတဲ့စင်ကြီးတွေနဲ့ဖုံးချသွားကြတယ်အဆိုးဆုံးကတော့သူအချစ်ဆုံးပါဆိုတဲ့ကောင်မလေးကတော့တခြားတစ်ယောက်နဲ့လက်တွဲသွားခဲ့တာပါပဲမြေပြင်ပေါ်ကလက်တွေဘဝမှာတော့ထက်မြတ်ဟာမိခင်အိုကြီးနဲ့အတူမြို့ပြင်ကအင်္ဂါလက်တဲ့ကိုပြောင်းရွှေ့လိုက်ရတယ်အစားပိုင်းမှာသူအရန်ရှက်တယ်လမ်းပေါ်ထွက်ရင်ဘသူများမြင်မလဲဆိုပြီးကြောက်နေခဲ့တယ်ဒါပေမဲ့ဘိုက်ဆက်လာတဲ့ဒုက္ခကရှက်စိတ်ထပိုကြီးမားလာပါတယ်သူဟာနိုက်ကလပ်တွားခဲ့တဲ့ခြေထောက်ဒီနဲ့အလုတ်ရှာဖို့လမ်းလျှောက်ခဲ့ရတယ်နောက်ဆုံးမှာတော့လူမတိသူမထီတဲ့ဈေးတစ်ခုမှာကုန်ထမ်းသမားအဖြစ်ဝင်လုခဲ့ရပါတယ်အရင်ကပေါင်မှုတစ်လုံးကိုတောင်းတန်ဖေးစားခဲ့တဲ့သူဟာအခုတော့နှစ်ထောင်တန်ထမင်းတူလေးကိုအငန်းမရစားနေရတဲ့ဘဝကိုရောက်သွားပါပြီတစ်ချိန်ကတကယ်လူချမ်းသာကြီးဖြစ်ခဲ့တဲ့တညမှာတော့ပင်မလို့အိမ်ပြန်လာတဲ့ထက်မြတ်ကိုသူ့အမေကရေလေးတစ်ခွက်တိုက်ရင်ပြောပါတယ်တာအရင်ကငါတို့မှာပတ်စံတွေအများကြီးရှိပေမဲ့အခုလိုထမင်းဝိုင်းလေးမှာတားနဲ့အမေစကားပြောဖို့အချိန်မရှိခဲ့ဘူးအခုမှပဲတားကလူကြီးတယောက်လိုဖြစ်လာတော့တာထမင်းမျက်ရည်ကျမိတယ်သူဟာပတ်စံမရှိတော့မှဘသူကတကယ်တငယ်ချင်းလဲဆိုတာကိုသိခဲ့ရသလိုအမေရဲ့မြတ်တာကိုလည်းပိုခံစားတတ်လာတယ်သူဟာလက်ရှိအနုကိုစူးစမ်းရင်းတစ်ဖက်ကနေကိုပိုင်အသိပညာနဲ့အွန်လိုင်းကနေအသေးစားဝန်ဆောင်မှုလေးတစ်ခုစတင်ခဲ့ပါတယ်အခုဆိုရင်သူဟာအရင်ကလိုတထေးကြီးမဟုတ်ပေမဲ့စိတ်သက်ချမ်းသာတဲ့လူငယ်တစ်ယောက်ဖြစ်နေပါပြီ